မင်းတို့အခုမြင်နေရတာအိမ်မက်လားဒါမှမဟုတ်တကယ်လက်တွေ့လားအိမ်မက်ထဲကိုဝင်ပြီးလူတစ်ယောက်ရဲ့အတွေးခေါ်ကိုပြောင်းလဲပစ်လို့ရမလားဒီကားလေးမှာ Dom Cop ဆိုတဲ့လူဟာ professional တခိုးတစ်ယောက်ပါဒါပေမဲ့သူ့တခိုးတာကပစ္စည်းမဟုတ်ဘူးလူတွေရဲ့အိမ်မက်ထဲကိုဝင်ပြီးသူတို့ရဲ့လွှဲဝက်ချက်တွေကိုခိုးတာပါဒါကို extraction လို့ခေါ်ပါတယ်တနေ့မှာတော့ Saito ဆိုတဲ့တထေးကြီးက Cop ကိုမဖြစ်နိုင်တဲ့အလုပ်တစ်ခုခိုင်းလာပါတယ်။အဲ့ဒါကတော့အတွေးခေါ်ကိုခိုးဖို့မဟုတ်ပဲလူတစ်ယောက်ရဲ့အုံနှုတ်ထဲကိုအတွေးတစ်ခုစိုက်ပျိုးပေးဖို့ပါ။ဒါကို inception လို့ခေါ်ပါတယ်။ဒီအလုပ်ကိုလုပ်ဖို့ Cop ဟာအဖွဲတစ်ဖွဲဖွဲ့ပြီးအိမ်မက်ထဲကအိမ်မက်အဲ့ဒီထဲကအိမ်မက်ဆိုပြီးအလွာ3တက်အထိဆင်းရပါတော့တယ်။အလွာတိုင်းမှာအချိန်စီးစင်းမှုကမတူသလိုအန်ဒီတွေကလည်းအပြည့်ပါပဲ။ဒါပေမဲ့အကြီးမားဆုံးအဟန့်တားကတော့ Cop ရဲ့ဇနီးဟောင်း Mel ရဲ့ပုံရည်ရောင်တွေပါပဲအိမ်မက်ထဲမှာတည်သွားရင်နိုးလာမှာထစ်ပေမဲ့အယမ်းနှက်ရှိတဲ့အထိစိမ့်မိသွားရင်တော့ limbo လို့ခေါ်တဲ့အိမ်မက်ကဘာထဲမှာထာဝရပိတ်မိသွားနိုင်ပါတယ်နောက်ဆုံးမှာတော့ Cop တယောက်အိမ်ပြန်ရောက်သွားခဲ့ပါတယ်ဒါပေမဲ့စာဝဲပေါ်ကပတ်ချလဲကတော့ဆက်လဲနေတုံးပဲသူတကယ်ပြန်ရောက်သွားတာလားဒါမှမဟုတ်အိမ်မက်ထဲမှာပဲကြံခဲ့တာလားမင်းတို့ရောဘယ်လိုထင်လဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇကား recap တွေထပ်ကြည့်ချင်ရင်တော့ညီမတို့ရဲ့404 recap channel လေးကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်